အမှုတော်ဆောင်ဆောင်မဆောင်ဆောင်ဖယားနိုင်ငံတော်တို့သင်သစ္စာရှိလုပ်ရင်သင်စီးပွားရေးလုပ်တဲ့ခါမှာလည်းအောင်မြင်မှာဖြစ်တယ်သင်ပညာရေးလုပ်တဲ့ခါမှာလည်းအောင်မြင်မှာဖြစ်တယ်သင်ကိုယ်ပိုင်ဆိုင်ဖွင့်ချင်တဲ့ခါမှာလည်းအောင်မြင်မှာဖြစ်တယ်အခြေခံတဲ့အားလုံးကဖယားသခင်နဲ့အစာပြုထားတာဖြစ်တယ်ဒီသေးငယ်တဲ့အမှုကကြီးမားတဲ့အမှုကိုလှုပ်စေတာဖြစ်တယ်အမှုတော်ပဲမဟုတ်ဘူးသင်အုပ်ဆရာဖြစ်ဖို့ပဲမဟုတ်ဘူး worship ကောင်းဆောင်ဖြစ်ဖို့ပဲမဟုတ်ဘူးဒီအခြေခံသေးငယ်တဲ့အမှုကဘယ်ကနေလဲကျမတို့မပြောတတ်ဘူးဒါဝိဒ်ကရှင်ဘုရင်ဖြစ်ဖို့အတွက်ကိုတိုးချောင်းရတာလေဘာဆိုင်လဲကျမဘာကိုသွားတတိရလဲဆိုတော့လေအပြေးပြိုင်ပွဲတွေကို TV မှာကြည့်ရင်ကျမအရင်တော့လုံးဝနားမလဲဘူးမာရသွန်ပြေးပွဲတွေလေလှုပ်တဲ့အခါမှာ तू ကသူတို့ရဲ့စီးမြင်ကြီးကလေစောင်းစောင်းကြီးတားထားတာစောင်းစောင်းကြီးလှုပ်ပြီးမှတယောက်ကဒီမှာရက်တယ်စပြေးဖို့နောက်တယောက်ကဒီနားလောက်မှာရက်တယ်ပြေးဖို့နောက်တယောက်ကဒီနားမှာရက်တယ်မတူဘူးဆိုတော့ကျမကထင်တာပေါ့နော်ဟဲအရှိဆုံးမှနေတဲ့လူကထိတ်ဆုံးရောက်မှာပေါ့မတရားလိုက်တာလို့ထင်တာမဟုတ်ဘူးသူတို့ရဲ့ပန်းတိုင်ကလည်းအဲ့တလို့ပဲဆောင်းပဲလုပ်ပေးထားတာဖြစ်တယ်အာမင်အကုန်လုံးကတငီတဲ့ပဲရောက်ရမယ့်အချိန်နော်အကွာအဝေးကအတူပဲဖြစ်တယ်ပန်းဝင်တဲ့အခါမှာလဲနောက်ကြမှာပြေးတဲ့လူတွေစောလှုပ်ထားတယ်နည်းနည်းနောက်ကြတဲ့လူတွေနည်းနည်းပိုစောတဲ့အရာပြင်ဆင်ပေးထားတယ်လိုင်းနဲ့ခက်ကောက်ပဲအတူပဲကျမတို့အဲ့ဒါသဘောမပေါက်လို့အဲ့ဒါအကြောင်းဖို့တင်းရဲ့မာရသွန်ပြေးပွဲတင်းရဲ့ဘဝကိုဘယ်ကနေပဲစဘယ်အချင်းတွေကနေပဲစကျွန်းဘဝကနေစမလားတိုးချောင်းသားဘဝကနေစမလားဖယားเจ้าကအမိုက်ကောက်ဘဝကနေစမလားကားမောင်းတပားဘဝကနေစမလားဘယ်ဘဝကနေပဲဘယ်အချင်းတွေကနေပဲစပန်းတိုင်ကအတူပဲဖြစ်တယ်အာမင်ပန်းတိုင်ကတင့်အတွက်ဖယားသခင်ထားပေးတဲ့ vision ထားတဲ့နေရာကလုံးဝမပြောင်းဘူးဖြစ်တယ် hallelujah ကျွန်တော်မာယွန်းပြီးမှမခံယူဖို့လိုတယ်အတင်းတော်မှာတအားလှုပ်ပြီးပါဝင်ရင်အဲ့ဒါကစီးပွားရေးနဲ့မဆိုင်ဘူးဆိုတော့နော်စီးပွားရေးနဲ့ပတ်သက်မဲ့အခြေခံကိုပဲလို့မဟုတ်ဘူးစီးပွားရေးကိုပညာရေးကိုနိုင်ငံရေးကိုအရာရာကဖယားနဲ့အစာပြုတာဖယားထားတဲ့နေရာမှာသေးငယ်တဲ့အမှုမှာသစ္စာရှိတဲ့ရင်ဖယားသခင်ကကြီးမားစွာသောအမှုမှာတင်းတဲ့ကျွန်ုပ်ကိုအသုံးပြုမှာဖြစ်တယ်ဒါကြောင့်အရာရာကိုသေးငယ်တယ်လို့မမြင်ပါနဲ့အခွင့်အရေးရတဲ့နေရာမှာအကြီးကျယ်လုပ်ပါအာမင်ပါဝင်ပါဘယ်နေရာမှာပဲဖြစ်ဖယားနိုင်ငံတော်အတွက်လှုပ်ပါဝင်လို့တအားပျော်စရာကောင်းမယ်လို့လည်းဘယ်သူမှမပြောပါဘူးခက်ခဲမှာပေါ့ပင်ပန်းမှာပေါ့နော်သင်ကဖယားเจ้าပြီးတာအမိုက်တွေကောက်နေရင်လူတွေကသင်နဲ့ပဲထားခဲ့လိုက်မယ်အမိုက်တွေကိုနော်သင်ပဲအမြဲတမ်းလူကြုံနေဘယ်သူမှငါကြိုကူရမလားမင်းမမဟုတ်ဘူးမပူနဲ့ဒါပေမဲ့ပြဿနာမရှိဘူးသင်လှုပ်เสียရှိတဲ့လှုပ်ကိုသစ္စာရှိနဲ့လှုပ်ပါအချိန်တိုင်းရင်သင်ရဲ့ပန်းတိုင်ကိုသင်ပန်းဝင်ရမှာဖြစ်တယ်အာမင်